Avengers အပိသက်တိုက်ပွဲပြီးဆုံးသွားပြီးတဲ့နောက် Spider-Man ပီတာလည်းကျောင်းသားဘဝကိုပြန်ရောက်သွားပြီးမပြီးသေးတဲ့ပညာရေးကိုဆက်သင်ယူခဲ့ပါတယ်။တနိုင်ငံလုံးမှာအငင်းပွားစရာဖြစ်နေတဲ့အကြောင်းအရာတစ်ခုကတော့ Iron Man Tony ကွယ်လွန်သွားပြီးတဲ့နောက်သူ့ရဲ့အမွေကိုဘယ်သူဆက်ခံပြီးနောက်မျိုးဆက် Iron Man ဖြစ်လာမလဲဆိုတာပါပဲ။ဒါနဲ့ပရဟိတပွဲတစ်ခုမှာပီတာက Spider-Man အဖြစ်နဲ့တက်ရောက်ခဲ့ပါတယ်။ပွဲအပြီးမှာသတင်းတောက်တွေရဲ့ထိုးနှက်မေးမြန်းမှုတွေကြောင့်ပီတာတယောက်တကယ်ပဲအကျက်ရိုက်သွားခဲ့ပါတယ်။အသက်16နှစ်ပဲရှိသေးတဲ့သူကဒီမေကွန်းကိုရှောင်ထွက်ဖို့ပဲရွေးချယ်နိုင်ခဲ့ပါတယ်။လက်ရှိမှာပီတာကသတင်းတောက်တွေမေးတာကိုမဖြေရဲတာမဟုတ်ပဲသူ့ရဲ့လက်ရှိစွမ်းရည်နဲ့တိုနီထားခဲ့တဲ့တာဝန်ဝတ္တရားတွေကိုတကယ်မထမ်းဆောင်နိုင်သေးဘူးလို့ခံစားနေရလို့ပါ။မကြခင်မှာပဲပီတာကကျောင်းအကြီးမန်းနဲ့နွေရာသီခီးစဉ်မှာပါဝင်ခဲ့ပါတယ်။သိလက်ပေါ်ပါစွာနာနာနေချင်တာကြောင့်ပီတာကစူပါဟီးရိုးဆိုတဲ့ပူပန်မှုတွေကိုဘေးဖယ်ထားပြီးစပိုက်ဒါမန်ဝတ်စုံကိုလည်းယူမသွားပဲတာမန်လူတယောက်ဖြစ်ပဲခရီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲချစ်စိတ်နိုးထလာတဲ့ပီတာကအတန်းထဲကအန်ဂျီဆိုတဲ့ကောင်မလေးကိုသဘောကျနေခဲ့ပါတယ်။ကောင်မလေးနဲ့နီးစပ်ချင်လို့ပီတာကနီလန်အမျိုးမျိုးသုံးခဲ့ပေမဲ့တငယ်ချင်းတွေကြောင့်အမြဲတမ်းပျက်စီးခဲ့ရပါတယ်။နက်ကတော့ပြီးခဲ့တဲ့စက္ကန့်ကမှလူလွတ်ဘဝရဲ့ပျော်ရွှင်မှုကိုခံစားနေတာပါ။လေရင်ပေါ်ကဆင်ပြီးခဏအကြာမှာပဲရီးစားရသွားခဲ့လို့ဒီလောက်ရကြောင့်ပီတာတယောက်အားကျသွားရပါတယ်။ချက်ရတဲ့ကောင်မလေးကိုအစင်ပြေပြေစကားပြောနိုင်ဖို့သူတို့တွေလှည့်စီးပြီးဘင်းနဲ့ရေမျိုးတော်ကိုရောက်ရှိလာခဲ့ပါတယ်။ပီတာတယောက်အခွင့်အရေးရလို့စကားစမြည်ပြောဖို့ပြင်လိုက်ချိန်မှာပဲရေပြင်ပေါ်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာခဲ့ပါတယ်။ရေမြောင်းဖုံးပေါ်ကရေအစစ်တွေရုတ်တရက်ကျဆင်းသွားပြီးငြိမ်သက်နေတဲ့ရေပြင်ကလည်းလှိုင်းတဘိုးတွေထထွက်လာခဲ့ပါတယ်။ရေအောက်မှာလည်းစမ်းကြဲတဲ့အရာတစ်ခုလှုပ်ရှားနေတယ်လို့ပါပဲနောက်တစ်စက္ကန့်မှာပဲရုတ်တရက်ပောက်ကွဲမှုဖြစ်ပြီးရေတွေအထက်ကိုလွင့်တက်သွားပါတယ်ရေတွေကလေထုထဲမှာစူးစီးသွားပြီးပုံစံကြီးမားတဲ့ရေမိချောင်းကြီးပေါ်လာခဲ့ပါတယ်ရေမိချောင်းကြီးကသူ့ရဲ့လက်သီးကြီးတွေကိုပွေရမ်းပြီးဘေးပတ်ဝန်းကျင်ကအဆောက်အုံတွေကိုဖျက်ဆီးနေပါတယ်လူတွေကလည်းရုတ်ရုတ်တဲတဲနဲ့လွတ်ရလွတ်ကြောင်ထွက်ပြေးနေကြပါတယ်စပိုက်ဒါမန်ဝစ်စုံပါမလာတဲ့ပီတာကစောင့်ထားတဲ့ပင့်ကူမြင့်ပစ်ဆက်ကိုတက်ဆင်လိုက်ပါတယ်ပြီးတော့ရေမိချောင်းကြီးစီပင့်ကူမြင့်နေနဲ့ပြစ်ခတ်ခဲ့ပေမဲ့ဘာမှအရာမဝင်ခဲ့ပါဘူးဒီအချိန်မှာရေမိချောင်းကြီးကလူအုပ်စီဦးတီလာတာကြောင့်ပီတာကတစ်သားတိုင်ပေါ်ခုန်တက်လိုက်ပါတယ်လူအုပ်ကြားထဲရောက်သွားပြီးဘေးလူတွေကိုဖျို့ဖျဲမဖြစ်အောင်ကူညီပေးခဲ့ပါတယ်။သို့တော်လည်းလက်ကြည့်လိုက်ချိန်မှာပဲရေမိချောင်းကြီးရဲ့လက်သီးကမျက်နှာကိုတန်းထိသွားခဲ့ပါတယ်။ဒီအချိန်မှာပဲလေးတူတဲကနေလက်မှာဒိုင်းလွှာကိုကင်ဆောင်ထားပြီးခေါင်းမှာငါးကန်ဆောင်းထားတဲ့စမ်းကျဲတဲ့လူတစ်ယောက်ရုတ်တရက်ပြန်တန်းရောက်ရှိလာပါတယ်။ဒီစမ်းကျဲတဲ့လူကစကားပုံမပြောပဲရေမိချောင်းကြီးကိုဓာတ်ရိုက်ရင်ဆိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအစိမ်းရောင်လေးစားရောင်ကြီးတွေကိုပြစ်ခတ်ခဲ့ပါတယ်။ခဏမြတိုက်ခိုက်ပြီးတဲ့နောက်ရေမိချောင်းကြီးကလက်နှစ်ဖက်ကိုမြောက်ပြီးပြန်လည်တိုက်ခိုက်ဖို့အာယူလိုက်ပါတယ်။စမ်းကျဲတဲ့လူကလည်းစက္ကန့်ပိုင်းတွင်ဒိုင်းလွှာကိုဖြန့်ကျက်လိုက်ပါတယ်။အတန်ကြာတိုက်ခိုက်ပြီးတဲ့နောက်ရေမိချောင်းကြီးကသူ့ရဲ့တကယ်စွမ်းအားကိုထုတ်ဖော်ပြသလိုက်ပါတယ်ဒီချိန်မှာမျက်နှာဖုံးဆွထားတဲ့ပီတာကကူညီပေးနိုင်ကြောင်းပြောလိုက်ပါတယ်ပီတာကအချင်းတွေကိုကြည့်ပြီးအဆောက်အုံနှစ်ဖက်စီပင့်ကူမြင်နေပြစ်ခတ်ကပြိုကျတော့မဲ့နိုင်စင်ကြီးကိုထိန်းချုပ်လိုက်ပါတယ်စမ်းကျဲတဲ့လူကတိုက်ခိုက်မှုအတွင်းတရိကန်ပုံစံမော်ကွန်းစွမ်းအားကိုတုံးလိုက်တာကြောင့်ရေမိချောင်းကြီးရဲ့လက်နှစ်ဖက်ရုတ်တရက်ထိန်းချုပ်ခံလိုက်ရပါတယ်တက်လက်ပြီးအားဆိုင်လိုက်တဲ့အခါရေမိချောင်းကြီးဟာတစစီပြိုကွဲသွားခဲ့ပါတယ်စမ်းကျဲတဲ့လူပေါ်လာမှုကလူတွေကိုကယ်တင်နိုင်ခဲ့ရုံနဲ့မကပဲအားလုံးရဲ့တောင်တရာလှတဲ့ဩဘာတန်နဲ့ချီးကျူးမှုကိုလည်းရရှိခဲ့ပါတယ်ရုပ်မြင်တန်ကြားမှာလည်းဒီနေ့သတင်းကိုထုတ်လွှင့်နေပြီးအတန်းထဲကចောင်းသားတွေကဒီစမ်းကျဲတဲ့လူရဲ့အထုပ်ပတ်တီကိုထောက်လှမ်းနေကြပါတယ်ခဏချင်းမှာပဲသူ့ရဲ့ဖန်တွေဖြစ်ကုန်ကြပြီးသူ့ကို Mysterio လို့အမည်ပေးလိုက်ကြပါတယ်နောက်တော့ပီတာကအခန်းကိုပြန်ရောက်တဲ့အခါရှီရဲ့ညွှန်ကြားရေးမှူး Nick Fury ကစောင့်ဆိုင်နေတာကိုတွေ့လိုက်ရပါတယ်သူကပီတာကိုတွေ့ပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတိုနီရဲ့မှာကြားချက်အရတိုနီရဲ့ Smart မျက်မှန်ကိုပီတာစီလွှဲပြောင်းပေးခဲ့ပြီးမျက်မှန်ကိုပိုင်ဆိုင်သူဟာတာဝန်ကြီးမားမှုကိုထမ်းဆောင်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဗီနစ်မှာရှိတဲ့ရှီရဲ့လျှို့ဝှက်စခန်းကိုရောက်ရှိသွားပါတယ်ပီတာကဒီမှာနေ့လယ်ကလူတွေကိုကယ်တင်ခဲ့တဲ့ Mysterio နဲ့တွေ့ဆုံခဲ့ရပါတယ် Mysterio ရဲ့နာမည်ရင်းက Bucket ဖြစ်ပြီးသူက Multiverse ရဲ့ကမ္ဘာအမှတ်833ကလာတာပါသူကပီတာကိုရှင်းပြတာကတော့စကြဝဠာစတင်ဖြစ်ပေါ်ချိန်မှာ Black Hole ရဲ့ပတ်လန်းအတွင်းမှာကမ္ဘာမြေကိုဖျက်ဆီးနိုင်တဲ့တရဝ၄မျိုးပေါ်ပေါက်ခဲ့ပါတယ်သူတို့ကတော့လေမီရေနဲ့မြေဆိုတဲ့ drug လေးပါးနဲ့ဖွဲ့စည်းထားတဲ့တတဝါတွေပါသူတို့တွေက3ကောင်ကို Mysterio ကနှိမ်နှင်းခဲ့ပြီးပါပြီလက်ရှိမှာအတန်မာဆုံးဖြစ်တဲ့မိတဲ့တတဝါတစ်ကောင်ပဲကျန်ပါတော့တယ်ဒီနောက်ဆုံးတတဝါကိုအနိုင်ယူဖို့အတွက် Fury ကပီတာကိုလည်းတိုက်ပွဲမှာပါဝင်စေချင်ပါတယ်ပေမဲ့ပီတာကဒီလိုကြီးမားတဲ့တာဝန်ကို Avengers ရဲ့အခြားဖွဲ့ဝင်တွေကိုပဲပေးတင်ကြောင်းမိမိကတော့ကူညီပေးတတ်တဲ့ပင့်ကူလူသားတာလင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ Fury ကပီတာရဲ့သဘောထားကိုတွန်းအားမပေးဘဲပြန်ခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာနောက်ထပ်နေရာတစ်ခုကိုသွားတဲ့အခါ Fury ကသူတို့ရဲ့ခီးစဉ်ခီးလန်းကိုအတင်းအကျပ်ပြောင်းလဲလိုက်ပါတယ်။ပီတာလည်းမတက်တာပဲဘတ်စကားပေါ်တက်ခဲ့ရပါတယ်။ခရီးစဉ်အတွင်းပီတာကတိုနီပေးခဲ့တဲ့မျက်မှန်ကိုစမ်းသပ်ကြည့်ခဲ့ပါတယ်။မျက်မှန်ကိုတက်ဆင်လိုက်ချိန်မှာဒီမျက်မှန်ကတာမန်မဟုတ်မှန်းသိလိုက်ရပါတယ်။မျက်မှန်က Stark ရဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစနစ်ကိုချိတ်ဆက်နိုင်ရုံနဲ့မကပဲစစ်ရေးကြိုတူတွေနဲ့ဆက်သွယ်ရေးကွန်ရက်တွေကိုပါထိန်းချုပ်နိုင်တာပါမျက်မှန်ရှိမှလျှို့ဝှက်ချက်ဆိုတာမရှိတော့ပါဘူးဒီနေ့ညမှာပဲအားလုံးက prep ကိုရောက်ရှိခဲ့ပါတယ် Mysterio ကပီတာကိုမိတဲ့တတော်ထွက်လာဖို့2နာရီပဲလိုတော့ကြောင်းပြောပြခဲ့ပါတယ်ဒီလှုပ်ရှားမှုမှာတောက်သုံးသူတွေပီတာရဲ့အထုပ်ပတ်တီကိုမသိစေဖို့အတွက် Fury ပေးတဲ့အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်ဒါဟာနာမည်ကြီးအနက်ရောင် Spider-Man ဝတ်စုံပဲဖြစ်ပါတယ်ဒီအချိန်မှာမြေပြင်ပေါ်မှာပူပြင်းတဲ့ချော်ရည်တွေထွက်ပေါ်လာပြီးရုပ်ထုတစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်နောက်တစ်စက္ကန့်မှာပဲမိတဲ့တတော်ကြီးပေါ်လာခဲ့ပါတယ်သူ့ရဲ့ဖြည့်ဆည်းအားကအင်မတန်ထောက်ကူပြုလာပြီးလက်သီးတစ်ချက်နဲ့တင်ကားတစ်စီးကိုသုံးမရအောင်လှုပ်ပစ်လိုက်ပါတယ်ဒီကြီးမားတဲ့တတော်ကြီးကိုမြင်တော့လူတွေကထိတ်လန့်ပြီးထွက်ပြေးကြပါတယ်ဒီအရေးကြီးချိန်မှာ Mysterio အချိန်မီရောက်ရှိလာခဲ့ပါတယ်
စပိုက်ဒါမန်ကလည်းသူ့နောက်ကနေစတင်တိုက်ခိုက်ခဲ့ပါတယ်မစ္စတီရီယိုကမန်နီယာသုံးပြီးတက်တော်ဝါကိုတားဆီးလိုက်ပါတယ်ပီတာကမီတက်ပိုက်ကိုသုံးပြီးမီတက်ကိုညှိမ့်တက်ဖို့ကြိုးစားခဲ့ပေမဲ့ဒီတက်တော်ဝါကရေကိုမကြောက်မဲမထင်မဲ့ပဲတီးလိုက်ရပါတယ်ဒါကြောင့်မီတက်တက်တော်ဝါကဒေါသထွက်သွားပြီးစပိုက်ဒါမန်ကိုဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့်ပီတာအကျက်ရိုက်သွားခဲ့ပါတယ်ဒီမီတက်တက်တော်ဝါကအင်မတန်တန်မာပြီးတပ်ထုပစ္စည်းတွေကိုစုပ်ယူကပုံမကြီးမားလာနိုင်ပါတယ်ပီတာကပင့်ကူမြင်နေနဲ့ပြစ်ခတ်ခဲ့ပေမဲ့မြင်မာတဲ့အပူချိန်ကြောင့်ပင့်ကူမြင်နေပြကျသွားခဲ့ပါတယ်အရေးကြုံချိန်မှာမစ္စတီရီယိုရောက်လာခဲ့ပေမဲ့ဒီတိုင်းဆိုကြာရှည်ခံမှာမဟုတ်ပါဘူးဒါကြောင့်သူတို့ကအစီအစဉ်တစ်ခုစတင်ခဲ့ပါတယ်ပီတာကမီတက်တက်တော်ဝါရဲ့အာယုံကိုလှည့်စားပေးလိုက်ပါတယ်ဒီအချိန်မှာမစ္စတီရီယိုကရှေ့ထွက်လာပြီးမီတက်တက်တော်ဝါကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့မီတက်တက်တော်ဝါရဲ့စွမ်းအားကကြီးမားလုံးလို့မြေပြင်မှာကွဲရသွားခဲ့ပါတယ်သူကဘေးနားကချားရဟတ်ကြီးကိုပြစ်မှတ်ထားလိုက်တာပါချားရဟတ်ကြီးပြိုကျတော့မဲ့အချိန်မှာပီတာကပင့်ကူမြင်နဲ့ဆွဲထားလိုက်ပါတယ်ဒီအချိန်မှာမစ္စတီရီယိုကမန်တရားသုံးပြီးမီတက်တက်တော်ဝါကိုထိန်းချုပ်လိုက်ပေမဲ့သူ့နောက်ကတပ်ထုတန်းတွေပြိုကျလာပြီးသူ့ပေါ်တက်ရောက်သွားပါတယ်မီတက်တက်တော်ဝါကအဲ့ဒီတပ်ထုတွေကိုစုပ်ယူပြီးပုံမအစွမ်းထက်လာခဲ့ပါတယ်မစ္စတီရီယိုကသူ့စွမ်းအားနဲ့မရှင်နိုင်မှတိသွားတဲ့အခါအတူတူသေပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကတက်တော်ဝါရဲ့ခန္ဓာကိုယ်ထဲကိုဒိုင်ဗင်ထိုးဝင်ရောက်သွားခဲ့ပါတယ်။အစိမ်းရောင်စွမ်းအင်တွေပြန့်နှံ့သွားပြီးမစ္စတီရီယိုကနောက်ဆုံးမိတဲ့တက်တော်ဝါကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။စပိုက်ဒါမန်ကချက်ချင်းသွားကြည့်တဲ့အခါမစ္စတီရီယိုမှဒဏ်ရာကြီးကြီးမားမားမရတာကိုတွေ့ရပါတယ်။မစ္စတီရီယိုရဲ့ဆွလွတ်စနစ်ကြောင့်ဖရူရီကသူ့ကိုအလွန်အံ့ဩသွားပြီး Avengers အဖွဲ့ထဲဝင်ဖို့တောင်ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့စပိုက်ဒါမန်ရဲ့စွမ်းဆောင်ရည်ကိုတော့ဖရူရီကအားမလို့အားမရဖြစ်ခဲ့ပါတယ်။ဖရူရီကပီတာမှာစွမ်းရည်ရှိပါလျက်နဲ့အပြည့်အဝမထုတ်သုံးဘူးလို့ပြောခဲ့ပါတယ်။တိုနီကပီတာကိုရွေးချယ်ခဲ့တာကြောင့်ပီတာအနေနဲ့လုံးတင်တာကိုလုံးရမယ်လို့သတိပေးခဲ့ပါတယ်။ဖရူရီရဲ့စကားတွေကပီတာစိတ်ကိုရိုက်ခတ်သွားခဲ့ပါတယ်။ပီတာကတိုနီရဲ့မျှော်လင့်ချက်ကိုမပြေဝစေခဲ့ဘူးလို့ခံစားလိုက်ရပါတယ်။သူကចောင်းသားတယောက်ပဲရှိသေးတာကြောင့်ဒီလိုတာဝန်ကြီးကိုမထမ်းဆောင်နိုင်ဘူးလို့တွေးမိခဲ့ပါတယ်။တေချာစဉ်းစားပြီးတဲ့နောက်ပီတာကမျက်မှန်ရဲ့လုတ်ပိုင်ခွင့်ကိုမစ္စတီရီယိုစီလွှဲပြောင်းပေးလိုက်ပါတယ်။မစ္စတီရီယိုကမှဒီမျက်မှန်နဲ့ထိုက်တန်တယ်လို့ပီတာကယူဆခဲ့တာပါ။ပီတာထွက်သွားပြီးတဲ့နောက်မစ္စတီရီယိုကသူ့ရဲ့အမှန်တရားကိုထုတ်ဖော်လိုက်ပါတယ်။ဒါတွေအားလုံးကသူစနစ်တကျစီစဉ်ထားတဲ့လိမ်လည်လှည့်ပြမှုတွေပါ။သူ့ရဲ့အပေါင်းပါတွေကစတက်ကုမ္ပဏီရဲ့ဝန်ထမ်းဟောင်းတွေဖြစ်ကြပါတယ်။ကက်ပတင်အမေရိက3မှာတိုနီပြသခဲ့တဲ့နည်းပညာကမစ္စတီရီယိုရဲ့လက်ရာဖြစ်ပေမဲ့တိုနီကအဲ့ဒါကိုအသုံးမကျဘူးလို့ပြောပြီးသူ့ကိုအလုပ်ထုတ်ခဲ့တာပါ။ဒါကြောင့်သူကအလုပ်ပြုတ်သွားတဲ့ဝန်ထမ်းတွေကိုစူးစီးပြီး drone တွေ hologram နည်းပညာတွေကိုသုံးကမိစ္ဆာကြီးတွေကိုဖန်တီးခဲ့တာပါ။ Mysterio ရဲ့ရည်ရွယ်ချက်ကပီတာရဲ့ယုံကြည်မှုကိုရယူပြီးမျက်မှန်ကိုလိမ်လည်ရယူဖို့ပဲဖြစ်ပါတယ်။အခုတော့မျက်မှန်ကသူ့လက်ထဲရောက်သွားပြီဖြစ်လို့ပုံမကြီးမားတဲ့အစီအစဉ်ကိုစတင်တော့မှာပါအခြားတစ်ဖက်မှာတော့စပိုက်ဒါမန်ကသူ့ပြဿနာရှာမိမှန်းမသိသေးပါဘူးသူကအန်ဂျေကိုဘယ်လိုဖွင့်ပြောရမလဲဆိုတာပဲစဉ်းစားနေခဲ့ပါတယ်ပီတာစကားမဆက်ရသေးခင်မှာပဲအန်ဂျေကနေကစပိုက်ဒါမန်မလားလို့မေးလိုက်ပါတယ်ပီတာကညင်းဆိုခဲ့ပေမဲ့အန်ဂျေကတိုက်ပွဲဖြစ်စဉ်မှာကောက်ရထားတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြလိုက်ပါတယ်ဒီအချိန်မှာပဲအန်ဂျေကခလုတ်တစ်ခုကိုမှားနှိမ့်လိုက်တာကြောင့်မစ္စတီရီယိုရဲ့တိုက်ခိုက်မှုမြင်ကွင်းရုပ်ပုံပေါ်ထွက်လာခဲ့ပါတယ်ဒီတော့မှပီတာကဒါဟာမစ္စတီရီယိုရဲ့လိမ်လည်မှုမှန်သိသွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့မစ္စတီရီယိုကနောက်ထပ်တိုက်ပွဲတစ်ခုအတွက်ပြင်ဆင်နေချိန်မှာဟိုလိုဂရမ်ထိန်းချုပ်ဆက်တစ်ခုပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်သူကမျက်မှန်ကိုသုံးပြီးစုံစမ်းလိုက်တဲ့အခါပီတာကအမှန်တရားကိုသိသွားပြီဆိုတာတွေ့လိုက်ရပါတယ်ဒါကြောင့်မစ္စတီရီယိုကပီတာကိုတပ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပီတာကဖရူရီစီသွားပြီးအမှန်တရားကိုပြောပြခဲ့ပါတယ်ဒီအချိန်မှာပင့်ကူအာယုံစနစ်ကအန်နီယယ်ကိုသတိပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဆောက်အုံတစ်ခုလုံးကမစ္စတီရီယိုရဲ့လှည့်ကွက်ထဲရောက်သွားခဲ့ပါတယ်ဒရုန်းတစ်စီးကဖရူရီကိုပြစ်ခတ်လိုက်ပြီးပီတာလည်းဒရုန်းရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်ပီတာကအဆောက်အုံပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်သူထလိုက်တဲ့အခါဒရုန်းများစွာကသူ့ကိုဝိုင်းရံထားပြီးမစ္စတီရီယိုရဲ့လှည့်ကွက်ထဲပြန်ရောက်သွားခဲ့ပါတယ်သူ့ရဲ့ဝတ်စုံကလည်းဒုတိယမျိုးဆက်ဝတ်စုံဖြစ်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ပီတာကပြင်းထန်စွာတိုက်ခိုက်ခံလိုက်ရပါတယ်ပီတာကမစ္စတီရီယိုရဲ့လှည့်ကွက်ထဲမှာပိတ်မိနေခဲ့ပါတယ်သူပြစ်လိုက်တဲ့ပင့်ကူမြင်တွေကအစိမ်းရောင်မီကိုတွေဖြစ်သွားခဲ့ပါတယ်မစ္စတီရီယိုကသူ့နောက်မှာပေါ်လာတဲ့အခါပီတာကထိုးလိုက်ပေမဲ့ကြောက်တိုင်ကိုပဲထိသွားခဲ့ပါတယ်အန်ဂျေကိုလည်းမစ္စတီရီယိုကဖမ်းဆီးထားပြီးခြောက်ထဲပစ်ချလိုက်တာကြောင့်ပီတာကခုန်ချပြီးကယ်ခဲ့ပေမဲ့မြေပေါ်ကိုပဲပြင်းထန်စွာစောင့်ကြသွားခဲ့ပါတယ်ပီတာတတိမဝင်သေးခင်မှာပဲသူ့ကိုအိမ်ရှိကိုပို့ဆောင်လိုက်ပြီးနောက်ထပ်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခုတော့ပီတာကဘာကအမှန်ဘာကအတုဆိုတာမခွဲခြားနိုင်တော့ပါဘူးဒရုန်းတွေကသူ့ကိုဆက်တိုက်တိုက်ခိုက်နေပြီးမှန်တဲ့ကသူ့ကိုလည်းမယုံစကြည်နိုင်တော့ပါဘူးဒီအချိန်မှာပင်းကူအများပြားထွက်လာပြီးပီတာကိုတိုက်ခိုက်ခဲ့ကြပါတယ်သူယုံထွက်လိုက်တဲ့အခါကိုယ်တိုင်ပြုတ်လုထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားရတာကိုတွေးလိုက်ရပါတယ်မစ္စတီရီယိုကပီတာနောက်ကနေတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ပီတာကရှောင်ရှားနိုင်ခဲ့ပါတယ်ပီတာကပင်းကူမြင်တဲ့မစ္စတီရီယိုကိုတွန်းထုတ်လိုက်ပေမဲ့ကိုယ်တိုင်လည်းထိခိုက်သွားခဲ့ပါတယ်မစ္စတီရီယိုရဲ့ဖန်တီးမှုထဲမှာပီတာကရှင်နိုင်စွမ်းမရှိပဲရှောင်ရှားရုံပဲလုပ်နိုင်ခဲ့ပါတယ်ဒီအချိန်မှာကြောက်ရွံ့ကြီးပြုတ်ကျလာခဲ့ပေမဲ့ပီတာကထိခိုက်မှုမရှိခဲ့ပါဘူးဒါပေမဲ့သူ့ရှေ့မှာတိုနီရဲ့ဂူဗျူဟာပေါ်လာခဲ့ပြီးအိုင်ရွန်မန်ကဂူထဲကနေထွက်လာတာကိုတွေ့လိုက်ရတာကြောင့်ပီတာတယောက်ထိတ်လန့်သွားခဲ့ပါတယ်မြင်ကွင်းပြောင်းသွားပြီးပီတာကနှင်းဖုံးနေတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်အဆောက်အုံတွေအများကြီးပေါ်လာပြီးပီတာကမစ္စတီရီယိုရဲ့ကစားကွက်ထဲမှာတောင်းတင်နေခဲ့ပါတယ်ဒီအချိန်မှာတနက်တန်ထွက်ပေါ်လာပြီးဖရူရီရောက်လာကပီတာကိုကယ်တင်ခဲ့ပါတယ်ဖရူရီကမစ္စတီရီရဲ့အပေါင်းပါတွေကအမှန်တရားသိသူတွေကိုလိုက်လံတပ်ဖြတ်နေကြောင်းနဲ့အမှန်တရားကိုဘယ်သူတွေသိသေးသလဲလို့မေးခဲ့ပါတယ်ပီတာကအန်ဂျင်နဲ့နက်တို့တီချောင်းပြောလိုက်ပါတယ်ဒါပေမဲ့ဒါဟာလည်းမစ္စတီရီယိုရဲ့လက်ကွက်တစ်ခုဖြစ်နေခဲ့ပြီးပီတာကယထာတစည်းရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်
ပီတာသတိရလာတဲ့အခါနယ်သာလန်ကအချုပ်ခန်းတစ်ခုထဲရောက်နေခဲ့ပါတယ်သူ့အချုပ်ထဲကထွက်လာပြီးတဲ့နောက်စတိုးဆိုင်ပိုင်ရှင်စီကဖုန်းငါပြီး Happy စီဖုန်းဆက်ခဲ့ပါတယ် Happy ကလေရင်နဲ့ချက်ချင်းရောက်လာခဲ့ပါတယ်ပီတာက Happy အတူမဟုတ်မှန်တေချာအောင်စီစစ်ခဲ့ပါတယ် Happy အမှန်ဖြစ်ကြောင်းအတည်ပြုပြီးတဲ့နောက်ပီတာက Happy ကိုဖက်လိုက်ပါတယ်ပီတာကအဖြစ်ပြက်အားလုံးကိုပြောပြပြီးတိုနီရဲ့ယုံကြည်မှုကိုဖျက်ဆီးမိပြီလို့ဝန်ခံခဲ့ပါတယ် Happy ကတိုနီကိုဘယ်သူမှအစားမထိုးနိုင်ကြောင်းနဲ့တိုနီကိုယ်တိုင်လည်းအမှားတွေမကြာခဏလုပ်ခဲ့ဘူးကြောင်းဒါပေမဲ့တိုနီရဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ကပီတာကိုစက္ကန့်သူအဖြစ်ရွေးချယ်ခဲ့တာဖြစ်ကြောင်းအားပေးခဲ့ပါတယ် Happy ရဲ့စကားတွေကြောင့်ပီတာစိတ်သက်ပြန်လဲတက်ကြွလာခဲ့ပါတယ်သူ့မှာဝစ်စုံမရှိသေးတာကြောင့် Happy ကပစ္စည်းတူလောင်ငန်းကိုဖွင့်ပေးခဲ့ပါတယ်ပီတာကအဆင့်မြင့်ထားတဲ့ဝစ်စုံအသစ်ကိုကိုယ်တိုင်ဖန်တီးခဲ့ပါတယ် Happy ကပီတာကိုကြည့်ပြီးတိုနီကိုမြင်ရောင်နေခဲ့ပါတယ်ပီတာကဝစ်စုံမှာလျှက်စစ်ကွန်ရက်ကိုတီးခြားခွဲထုတ်လိုက်ပြီးလျှက်စစ်တအားကို25%တိုးမြင့်လိုက်ပါတယ်တိုက်ခိုက်မှုစနစ်ကိုလည်းလက်လုံစနစ်သို့ပြောင်းလဲခဲ့ပါတယ်ဒီလိုနဲ့ပင့်ကူဝစ်စုံအသစ်တစ်ထည့်ပေါ်ထွက်လာခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ Mysterio ကကြီးမားတဲ့အစီအစဉ်ကိုစတင်နေခဲ့ပါပြီဒီအချိန်မှာ Spider-Man ကကောင်းကင်ကနေ Diving ထိုးဆင်းလာပြီးမိစာကြီးရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားခဲ့ပါတယ်အတွင်းမှာ drone များစွာက hologram ဖန်တီးနေတာကိုတွေ့လိုက်ရတာကြောင့်ပီတာကအဲ့ဒါတွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်ပိတာကပင့်ကူမြင်နေတဲ့ drone တွေကိုပိတ်ဆို့လိုက်ပြီးလျှက်စစ်တအားပြင်းထန်စွာထုတ်လွှတ်လိုက်တာကြောင့် drone တွေပျက်စီးသွားပြီး hologram တွေပျောက်ကွယ်သွားခဲ့ပါတယ်ဒါကိုကြည့်ပြီး Mysterio ကဒရုန်းအားလုံးကိုပီတာစီပစ်ခတ်ဖို့အမိန့်ပေးခဲ့ပါတယ်ပီတာကပိတ်ကူမြင့်တွေကိုတုံးပြီးရှောင်ရှားခဲ့ပါတယ်ကျွမ်းကျင်တဲ့ရှောင်ရှားမှုတွေကြောင့်ဒရုန်းအများပြားပျက်စီးသွားခဲ့ပေမဲ့ဒရုန်းအရေအတွက်ကအလွန်များပြားလွန်းနေခဲ့ပါတယ်ပီတာရဲ့ပင့်ကူမြင့်ထုတ်ဆက်လည်းပျက်စီးသွားခဲ့ပါတယ်ဒါကြောင့်ပီတာကဒရုန်းတစ်ခုကိုဖြုတ်ယူပြီးဘုံတစ်လုံးပြုတ်လုပ်လိုက်ပါတယ်ပြီးတော့ဘေးနားကတံပြားတစ်ခုကိုကင်ပြီးဒရုန်းအုပ်စုစီပစ်ပေါက်လိုက်ပါတယ်ဒါကဘယ်ဆူပါဟီးရိုးရဲ့ style လဲဆိုတာသင်တို့သိကြပါသလားပီတာကပောက်ကွဲမှုရဲ့အရှိန်နဲ့ Mysterio ရှေ့ကိုရောက်သွားပြီးသူ့ကိုဖမ်းဆီးလိုက်ပါတယ်ဒါပေမဲ့ဒရုန်းတစ်စီးကပီတာကိုပစ်ခတ်လိုက်တာကြောင့် Mysterio ကဒရုန်းအများပြားကိုပြန်လည်ခေါ်ယူလိုက်ပါတယ်ပီတာကထပ်မံပြီး Mysterio ရဲ့လက်ကွက်ထဲရောက်သွားခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ငြိမ်သက်စွာနဲ့သူ့ရဲ့ပင့်ကူအာယုံကိုပဲအသုံးပြုခဲ့ပါတယ်ပီတာက Mysterio ရှေ့ကိုရောက်သွားခဲ့ပါတယ် Mysterio ကမျက်မှန်ကိုပေးမလို့နဲ့ပီတာကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ပီတာရဲ့ပင့်ကူအာယုံကြောင့် Mysterio ရဲ့အစီအစဉ်ပျက်စီးသွားခဲ့ပါတယ်ပီတာကမျက်မှန်ကိုပြန်လည်ရယူလိုက်ပြီး drone အားလုံးကိုပိတ်ပစ်လိုက်ပါတယ် Mysterio ကတော့သူ့ရဲ့ drone ပစ်ခတ်မှုကြောင့်ကိုယ်တိုင်ထိခိုက်ပြီးတေဆုံးသွားခဲ့ပါတယ်ဒီနောက်မှာပီတာကအန်ဂျီနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်ပီတာရဲ့ရဲရဲမှုကြောင့်အန်ဂျီရဲ့စိတ်ကိုယူနိုင်ခဲ့ပါတယ် Happy နဲ့မေအက်တီတို့ချစ်ကြိုက်နေတာကိုပီတာတွေ့လိုက်ရပေမဲ့ပီတာကဝင်မရှုပ်ချင်ပါဘူးသူ့မှာအရေးကြီးတဲ့ရချင်းတစ်ခုရှိနေလို့ပါပီတာကအန်ဂျီကိုခေါ်ပြီးမြို့ပေါ်မှာပြန်တန်းခဲ့ပါတယ်အိမ်ပြန်ဖို့ပြင်နေချိန်မှာသတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်Mysterio ကမသေးခင်မှာဗီဒီယိုတစ်ခုရိုက်ကူးခဲ့ပြီး Spider-Man ကသူ့ကိုတတ်ခဲ့တယ်လို့မျိုးလှုပ်ကြံဖန်တီးခဲ့တာပါ။ဒါအပြင်ဂျာနယ်တစ်ခုကနေ Spider-Man ရဲ့အထုပ်ပတ်တိအမှန်ကိုထုတ်ဖော်လိုက်ပါတယ်။ Spider-Man ရဲ့နာမည်ရင်းက Peter Parker ပါ။ဒါဆိုရင် Peter တယောက်ဒီပြဿနာကိုဘယ်လိုရှင်းပြမလဲ။ဘယ်သူစီကကူညီတောင်းမလဲဆိုတာကိုတော့နောက်အပိုင်းတွဲတွေမှာတင်ဆက်ပေးပါမယ်ခင်ဗျ။